power မျက်မှန်တစ်လက်ကကိုနဲ့ကိုက်ညီဖို့အတွက်ဘယ်အချက်တွေကအဓိကကြမယ်ထင်လဲအဓိကကြနိုင်တဲ့အချက်5ချက်ကိုပြောပြပေးပါမယ်နံပါတ်1အချက်ကမိမိမျက်နှာနဲ့ light ဖက်ညီရဲ့ guide design ကိုရွေးချယ်သင့်ပါတယ်နံပါတ်2ကပစ္စည်းအရေးအသွေးကောင်းမှုရွေးချယ်ပါပစ္စည်းအရေးအသွေးကောင်းတာနဲ့တစ်ဆက်တည်းမှာကိုနဲ့ light ဖက်ညီရဲ့မျက်မှန်အယောင်ကလည်းအရေးကြီးပါတယ်အဲ့ဒီနှစ်ခုကတွဲနေတဲ့အတွက်ကိုအချက်တစ်ချက်တည်းမှာပြောပြပေးသွားတာပါမျက်မှန်အယောင်ဆိုတာကိုအမြဲတမ်းဝတ်စားဆင်ရင်နေတဲ့အင်ကြီးကာလာတွေနဲ့ light ဖက်ညီဖို့လိုပါတယ်နောက်တစ်ချက်ကကိုရဲ့သပင်အယောင်နဲ့ light ဖက်ညီရဲ့မျက်မှန်အယောင်ကိုရွေးပါနံပါတ်3အချက်ကမှန်အမျိုးအစားကိုမှန်ကန်စွာရွေးချယ်ဖို့လိုပါတယ်မှန်မျိုးစားရွေးချယ်နည်းကိုကျွန်တော်အရင်တင်ပေးထားတဲ့ဗီဒီယိုတွေမှာကြည့်ရှုနိုင်ပါတယ်နံပါတ်4အချက်ကမျက်မှန်တစ်လက်က fit ဖြစ်နေရပါမယ်တဏီကုံတက်ထားတဲ့အခါဒီနေရာမှာအရာထင်တာမျိုးနှာခေါင်းအရာထင်တာမျိုးမျက်မှန်ရှော့ကြတာမျိုးမျက်မှန်ရှောင်တာမျိုးမဖြစ်အောင်မျက်မှန်လှုပ်တဲ့မျက်မှန်ဆရာကိုအသေးစိတ်ပြောပြပေးဖို့လိုအပ်ပါတယ်အရေးကြီးဆုံးနံပါတ်5အချက်ကတော့မျက်မှန်လှုပ်ပြီးတဲ့မျက်မှန်ဆရာကကျွမ်းကျင်မှုရှိဖို့လိုပါတယ်ဂိုင်းအကောင်းသားကြီးတွေမှန်အကောင်းသားကြီးတွေကိုနဲ့ light ပဲညီတဲ့မျက်မှန်ဂိုင်းတွေအယောင်တွေကိုဘလောက်ပဲရွေးထားအဲ့ဒီဟာတွေအားလုံးကိုမျက်မှန်ကျွမ်းကျင်တဲ့ဆရာရဲ့ကျွမ်းကျင်မှုနဲ့ပေါင်းစပ်မှအဲ့မျက်မှန်တစ်လက်ကတင့်အတွက်ပြီးစုံစေမှာဖြစ်ပါတယ်မိတ်ဆွေကဒီအချက်တွေကိုသိထားတဲ့အခါမျက်မှန်ဆိုင်တစ်ဆိုင်ကိုရောက်တဲ့အခါအသေးစိတ်ဆုံးဖြတ်ချက်ချလို့ရပြီးတော့ရွေးချယ်ရတာလွယ်ကူစေပါမယ် professional မှန်တွေးတဲ့မျက်မှန်လုပ်တဲ့မျက်မှန်ကျွမ်းကျင်ဆရာတယောက်ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်သင်ကြားပေးတဲ့သင်ထောက်ကူပစ္စည်းစုံလင်စွာနဲ့သင်ပေးတဲ့သင်တန်းကိုစုံစမ်းနိုင်ပါတယ်ကျွန်တော်ရဲ့ချက်ပေါက်ကဖြစ်စေကျွန်တော်ရဲ့ဖုန်းနံပါတ်ကဖြစ်စေဆက်သွယ်ပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျ